လူတိုင်းအားလုံးပဲအဆင်ပြေတယ်ကောင်းတယ်အားလုံးအဆင်သင့်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့ okay ဆိုတဲ့ပုံစံမျိုးလေးတွေလုပ်ဖူးကြမယ်လို့ထင်တယ်။ဒါမျိုးကိုဘရာဇီးနိုင်ငံမှာသာသွားလုပ်ခဲ့ရင်အစိမ်းခံရုံကနေတော့မကဘူးလူအများရဲ့ရိုက်နှက်ရှင်ကိုတော့မှခံရနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတာသိရှင်တော့ဒီ blog လေးကိုအဆုံးအောင်ကြည့်လိုက်ကြရအောင်။ဒီ okay ဆိုတဲ့လက်ဟန်လေးကဘရာဇီးနိုင်ငံမှာဆိုရင်လူအများအားလုံးသိကြတယ်လက်ခလက်ထောင်ပြတာနဲ့အဓိပ္ပာယ်အတူတူပဲဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေပါတယ်။ဘာလို့လဲဆိုတော့သူတို့တွေစီမှာအဲ့ဒီလိုမျိုးလက်ဆောင်လေးဝိုင်းနေတဲ့ပုံစံကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြော့ပါချင်းတူနေတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်လူကိုရန်ကုန်မှာရိုက်ဆိုင်တဲ့စကလုံးနဲ့ဆဲလိုက်တယ်လို့ဖြစ်တယ်ဆိုပြီးတော့သူတို့တွေကယူဆကြပါတယ်။သင်တို့တွေအနေနဲ့တယောက်နဲ့တယောက်စကားတွေပြောကြတဲ့အခါမှာ okay ပါတယ်အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းပြချက်အနေနဲ့ဒီလိုမျိုးတွေလုပ်ပြပေမဲ့သူတို့တွေအမြင်မှာတော့လမ်းလေခေါင်မှာအစဲခံလိုက်ရသလိုမျိုးလို့ပြောထားတယ်။တကယ်ကိုမှအန်ရဲ့ကြီးလွန်လာတဲ့အချက်ပြပုံစံတစ်ခုပါပဲ။ဒါကြောင့်အခုကြည့်နေကြတဲ့သူတွေအားလုံးအတွက်ဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့လည်းမျှော်လင့်လိုက်ပါတယ်။ကဘာကြီးကအရန်ကိုမှကျဲပြောလွန်လာတဲ့အတွက်တနိုင်ငံနဲ့တနိုင်ငံယဉ်ကျေးမှုချင်းကလုံးဝမတူတာတွေအများကြီးရှိနေပါတယ်။ဒါကြောင့်တစ်ခါတလေမှာလက်ဟန်ရှေ့ဟန်တွေသုံးတော့မယ်ဆိုရင်သတိထားဖို့လိုတယ်ဆိုတာကိုအားလုံးအတွက်ပြန်လည်ပြီးတော့မျှဝေပေးရှင်းဖြစ်ပါတယ်ရှင်။သင်ပြောတဲ့နေရာမှာအမှားပါသွားခဲ့ရင်လည်းတောင်းပန်ပါတယ်။နောက်ထပ်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အဖြစ်အပျက်လေးတွေနဲ့ပြန်ဆုံတွေ့ကြပါဦးမယ်ရှင်။